စင်ရေးကာလအတွင်းအကြမ်းဖက်တောင်းကျမ်းသူများနဲ့တိုက်ပွဲကြီးငယ်69ကြိမ်ဖြစ်ပွားခဲ့ပြီးလုံခြုံရေးတပ်ဖွဲ့ဝင်ချို့ကြာဆုံးထိခိုက်ဒဏ်ရာရရှိခဲ့ကအကြမ်းဖက်တောင်းကျမ်းသူများထံမှလက်နက်မျိုးစုံ28လက်ခေယံပုံသီးများအကြမ်းဖက်သမားရုပ်အလောင်းများနဲ့အကြမ်းဖက်လုပ်ငန်းများလှုပ်ဆောင်ရမှာအသုံးပြုတဲ့ဖောက်ခွဲရေးဆက်ဆက်ပစ္စည်းများကိုတင်စီရရှိခဲ့ပါတယ်။အကြမ်းဖက်သမားများအနေနဲ့ဗမောက်မြို့နယ်၎င်းဒေသတစ်ဝိုက်ကိုယာယီသိမ်းပိုက်ထိန်းချုပ်ထားစဉ်ဒေသခံပြည်သူများရဲ့နေအိမ်များကိုမီးရှို့ဖျက်ဆီးခြင်းပြည်သူများပိုင်ဆိုင်တဲ့ပစ္စည်းများကိုအတင်းအဓမ္မလူရဲယူဆောင်ခြင်းအစိုးရအုပ်ချုပ်မှုရန်ရာပြပြအောင်လှုံ့ဆော်ခဲ့ခြင်းများကြောင့်ဒေသခံပြည်သူများဟာဘေးဒုက္ခကြီးစွာနဲ့ယာယီတိုက်ပွဲဆောင်စခန်းများကို၎င်းတို့ရဲ့တိုက်တာအိုးအိမ်ဆောင်များဥစ္စာပစ္စည်းများကိုစွန့်ခွာပြီးဘေးလိုရာသို့ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။ဒါအပြင်အကြမ်းဖက်တောင်းကျမ်းသူပူးပေါင်းအဖွဲ့များဟာဗမောက်ဒေသတစ်ဝိုက်ကိုယာယီစိုးမိုးထားစဉ်ကာလအတွင်းအဆိုပါဒေသရှိမြေပေါ်မြေအောက်ရှိတယံဇာတပစ္စည်းများကိုအလွန်အကျူထုတ်ယူအသုံးပြုခဲ့တဲ့အတွက်တဘာဝပတ်ဝန်းကျင်များစွာထိခိုက်ပျက်စီးခဲ့ရတဲ့တွေ့ရှိရပါတယ်။လုံခြုံရေးတပ်ဖွဲ့ဝင်များအနေနဲ့လိုအပ်တဲ့ပြင်ဆင်စုဖွဲ့မှုများဆောင်ရွက်ကာနယ်မြေရှင်းလင်းရေးလုပ်ငန်းများကိုတဆင့်ပြီးတဆင့်ဆောင်ရွက်ခဲ့ပြီးဗမောက်မြို့ကိုအလုံးစုံပြန်လည်ထိန်းချုပ်နိုင်ရေးဆောင်ရွက်ခဲ့ရာအကြမ်းဖက်တောင်းကျမ်းသူများဟာဗမောက်မြို့အတွင်းဘာသာရေးဆိုင်ရာအဆောက်အအုံများစာသင်ကျောင်းများစေယုံများဌာနဆိုင်ရာအဆောက်အအုံများလူနေအိမ်များဟိုတယ်များနဲ့အထက်မြင့်အဆောက်အအုံများမှာတဲအိတ်ဘန်ကာများအခိုင်အမာဆောက်လုပ်ပြီးလုံခြုံရေးတပ်ဖွဲ့ဝင်များကိုပြစ်ခတ်တိုက်ခိုက်ခြင်းဒေသခံပြည်သူများကိုလူသားတတိုင်းအဖြစ်အကာအကွယ်ရယူပြီးပြစ်ခတ်တိုက်ခိုက်ခြင်းများကိုလှုံ့ဆော်ခဲ့တဲ့အတွက်လုံခြုံရေးတပ်ဖွဲ့ဝင်များကအဆိုပါအဆောက်အအုံများထိခိုက်ပျက်စီးမှုအ ਨੇ ဆုံးဖြစ်စေရေးအတွက်ထုတ်ပြန်ထားတဲ့ထိတွေ့တိုက်ခိုက်မှုစီမင်း Rules of Engagement ROE နဲ့အညီထိန်းသိမ်းဖြင့်တဆင့်ပြီးတဆင့်ဆောင်ရွက်ခဲ့ရတဲ့အတွက်စစ်စင်ရေးကာလ၄လကျော်ကြာမြင့်ခဲ့ပြီးဖေဖော်ဝါရီလ10ရက်နေ့မှာအကြမ်းဖက်တောင်းကျမ်းသူများယာယီစိုးမိုးထားတဲ့ဗမောက်မြို့ကိုလုံခြုံရေးတပ်ဖွဲ့ဝင်များကအလုံးစုံပြန်လည်သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်ပါတယ်။